ဒီကိုရအားလုံးပဲမင်္ဂလာပါခင်ဗျာဘာမခေတ်ကနေကြိုဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ Man U အသင်းတိုးတက်ဖို့အတွက်နီးပြတာဝန်ပဲလိုအပ်တော်တယ်လို့ Man U ကန်တွေနီးပြဖာဂူဆန်ပြောလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်Man U ကိုအောင်မြင်မှုတွေအများကြီးယူပေးခဲ့တဲ့ကန်တွေနီးပြဆာ Alex Ferguson ကအသင်းရဲ့လက်ရှိအခြေအနေဟာအကောင်းဘက်ကိုဦးတည်နေပြီဖြစ်တယ်လို့Man U တကယ်ရောက်တဲ့အနေအထားတွေကိုရောက်ဖို့နီးပြအီမိုရီရဲ့တာဝန်ပဲလိုတော့တယ်လို့ပြောလိုက်ပါတယ်။ Silas Ferguson က Man U လူငယ်ကိုသမား Sunny Lansman စာအင်မတန်မှန်ကန်တဲ့ခေါ်ယူမှုဖြစ်ခဲ့တယ်လို့အသင်းကိုအပြောင်းလဲတွေဖြစ်ပေါ်စေခဲ့တဲ့သူလည်းဖြစ်တယ်လို့ပြောခဲ့တဲ့အပြင်နွေရာသီကစားသမားပြောင်းရွှေ့ဈေးကွက်အတွင်းမှာခေါ်ယူခဲ့တဲ့ Ambumo ကုညာနဲ့ Sheshko တို့ကလည်းအသင်းကိုပုံမကောင်းမွန်တောင့်တင်းသွားအထောက်အကူဖြစ်စေခဲ့တယ်လို့လည်းသုံးသပ်သွားခဲ့ပါတယ်။ Man U အတွက်နှစ်ပွဲဆက်အနိုင်ရလိုက်တာကတွန်းအားတရက်ဖြစ်စေခဲ့ပြီးအရာအားလုံးကိုအရှိန်တစ်ခုရတယ်လို့ဖြစ်လာချိန်မှာတည်ငြိမ်တိုးတက်တဲ့အနေအထားကိုရောက်ဖို့နီးပြရဲ့တာဝန်ပဲလိုအပ်တော်တယ်လို့လည်း Sir Alex Ferguson ကပြောကြားခဲ့တာပါ။ Sir Alex Ferguson ဟာ Man U ကို26နှစ်ကြာတာဝန်ယူခဲ့ပြီးစုဖလား38လုံးအထိကိုယူပေးနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ Premier League အမှတ်ပေးဇယားကိုထိပ်ဆုံးကဦးဆောင်နေတဲ့ Arsenal ဟာအဓိကကစားသမား9ယောက်အထိကိုဒဏ်ရာရသွားတာကြောင့်မလို့ပွဲချက်ကာလအတွက်အခက်အခဲတွေကြုံရတော့မယ့်သတင်းကိုတင်ဆက်ပေးပါမယ်။ Sunderland နဲ့တည်ရကြခဲ့တဲ့ပွဲစဉ်ကလေးကတိုက်စစ်မှုတွေဖြစ်တဲ့ Gyökeres နဲ့ Martinelli ကွင်းလယ်ကစားသမား Odegaard တို့ဒဏ်ရာရနေတဲ့ Arsenal ကနိုင်ငံတကာပွဲစဉ်တွေမှာအဓိကနောက်ခံလူ2ယောက်ဖြစ်တဲ့ Gabriel နဲ့ Calafiori တို့ဒဏ်ရာထက်ရသွားတဲ့ဖြစ်စဉ်နဲ့ရင်ဆိုင်ခဲ့ရတာပါ။ Calafiori ရဲ့ဒဏ်ရာကမပြင်းထန်ဘူးလို့တော့အီတလီဆေးဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပေမဲ့ကစားသမားကို Arsenal အသင်းစီပြန်လွတ်ခဲ့တာကြောင့်မလို့အတိုင်းအတာတရက်ထိအနားယူရမယ့်အနေအထားမှာရှိပါတယ်။ Gabriel ကတော့ Arsenal ရဲ့ Emirates ကွင်းမှာ Senegal ကို2ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ခြေစမ်းပွဲမှာဘရာဇီးအတွက်ကစားရင်းနဲ့ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ Gabriel ရဲ့ဒဏ်ရာအခြေအနေကိုတော့ Arsenal ဆေးအဖွဲ့ကစစ်ဆေးနေစေလို့သိရပါတယ်။ Arsenal ကလာမယ့်တစ်ပတ်ကစပြီး Premier League ပွဲစဉ်အဖြစ် Spurs, Champions League ပွဲစဉ်အဖြစ် Bayern Munich နောက်ထပ် Premier League ပွဲစဉ်အဖြစ် Chelsea တို့နဲ့ကစားတိုက်ကစားရမှာဖြစ်ပြီးတော့အဓိကကစားသမား9ဦးအထိကိုဒဏ်ရာပြဿနာကြုံနေရတာကြောင့်မလို့ခက်ခဲတော့ရင်ဆိုင်ရပွဲရှိနေပါတယ်ခင်ဗျာ။ဘရာဇီးနီးပြ Ancelotti က Chelsea ဟာလူငယ်ကျယ်ပွင့် Estevão ကိုကစားသမားရဲ့ခြေစွမ်းထက်ကိုတိတိတသားလျော့နေတဲ့ပြောင်းရွှေ့ခြင်းမျိုးနဲ့ခေါ်နိုင်ခဲ့တာဖြစ်လို့ကံကောင်းတယ်လို့ပြောခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Senegal ကိုဘရာဇီးက2ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲမှာဘရာဇီးအတွက်ပထမဆုံးအကြိမ်ပွဲထွက်ကစားခွင့်ရခဲ့တဲ့ Estevão ဟာဘရာဇီးရခဲ့တဲ့အနိုင်ဂိုး1ဂိုးကိုလည်းသွင်းယူပေးနိုင်ခဲ့ပါတယ်။ Ancelotti က Estevão ဟာသူ့အသက်အရွယ်မှာရှိတတ်တဲ့ပါရမီတွေထက်အများကြီးပိုတဲ့သူဖြစ်ပါတယ်။လိန်ခောက်ကြော်ဖြတ်လှည့်ကစားတာတွေကောင်းတယ်။ဂိုးသွင်းတာလည်းကောင်းတယ်။စူးစမ်းအားထုတ်မှုလည်းစွမ်းကုန်လုပ်တယ်။ဒီတော့ဒီကစားသမားရဲ့အနာဂတ်ကအကောင်းနေကြီးရောက်လာဖို့သိချပါတယ်။ Chelsea သူ့အတွက်ပေးခဲ့ရတဲ့ဈေးကသူ့လက်ရှိအနေထားထက်အများကြီးသက်သာခဲ့တာဖြစ်လို့ Chelsea ကကန်တော်ကောင်းသွားခဲ့ပါတယ်လို့ပြောခဲ့တာပါခင်ဗျာ။ကစားသမားတွေဒဏ်ရာရတာတွေအတွက်ကမ္ဘာဘောလုံးအဖွဲ့ချုပ်ကတာဝန်ယူပေးဖို့နာပိုလီဥက္ကဋ္ဌတောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စီးရီးကလပ်နာပိုလီဥက္ကဋ္ဌဒီလိုရန်တစ်ကနိုင်ငံတကာပွဲစဉ်တွေအတွက်ဆေးလွတ်ပေးလိုက်ရတဲ့ကစားသမားတွေဒဏ်ရာရတာမျိုးတွေအတွက်ကမ္ဘာဘောလုံးဖွဲ့ချုပ်ပါဝင်သက်ဆိုင်ရာဘောလုံးဖွဲ့ချုပ်တွေကတာဝန်ယူမှုတွေပိုလုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။နာပိုလီဟာအော်တိုဘာနဲ့နိုဝင်ဘာလထဲမှာကစားခဲ့တဲ့နိုင်ငံတကာပွဲစဉ်တွေမှာအားထားရတဲ့ကစားသမား3ဦးအထိဒဏ်ရာရတာတွေနဲ့ကြုံတွေ့ခဲ့ရတာကြောင့်ဒီလိုရန်တစ်ကနီလန်တစ်ခုနဲ့သက်ဆိုင်ရာဘောလုံးဖွဲ့ချုပ်တွေဘက်ကတာဝန်ယူသင့်တယ်လို့တောင်းဆိုခဲ့တာပါ။ဒီလိုရန်တစ်ကကစားသမားတွေကိုလစာတွေပေးချေနေတာကကလပ်တွေဖြစ်ပါတယ်။ဒါကြောင့်ကလပ်တွေမှာနိုင်ငံလက်ရေးစစ်အသင်းကိုကစားသမားတဦးကိုစေလွတ်သင့်မလွတ်သင့်ဆိုတဲ့ဆုံးဖြတ်ချက်မျိုးရှိသင့်ပါတယ်။အဲ့ဒီလိုမပေးနိုင်ဘူးဆိုရင်ကစားသမားတွေဒဏ်ရာရတာတွေအတွက်ကုစားပေးနိုင်အောင်ယာယီအပြောင်းရွှေ့ဈေးကွက်ဖွင့်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။ကမ္ဘာဘောလုံးဖွဲ့ချုပ်ပါဝင်သက်ဆိုင်ရာဘောလုံးဖွဲ့ချုပ်တွေကကလပ်တွေအတွက်တာဝန်ယူမှုတစ်ခုတော့ရှိဖို့လိုအပ်နေပြီဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်ခင်ဗျာ။ဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုကျွန်တော်တို့ဘာမာကိတ်ကနေပြီးညီကိုတို့အားလုံးအတွက်ကိုအခုလိုစူးစီးပြီးတင်ဆက်ပေးခဲ့တာပါဒီပေါ်မှာညီကိုရဲ့ထင်မြင်စချက်တွေကိုကျွန်တော်တို့ဘာမာကိတ်ရဲ့ဗီဒီယိုလေးတွေအောက်မှာ comment လေးတွေပေးသွားနိုင်တယ်လို့ကျွန်တော်တို့ဘာမာကိတ်ရဲ့ဗီဒီယိုတွေကိုလည်း like and share လုပ်ပေးဖို့အတွက်တောင်းဆိုပါတယ်ကျွန်တော်တို့ဘာမာကိတ်ရဲ့ဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ